NGCSE အောင်မြင်ပြီးသွားပြီဆိုလို့ရှိရင်ဘာကြောင့်စင်ကာပူမှာ Foundation Program ကိုစတင်ပြီးတော့ကြတော့မှတက်ရောက်တင်တာလဲ IGCSE အောင်မြင်ထားပြီးတော့နိုင်ငံခြားမှာကျောင်းတက်ရောက်ဖို့စဉ်းစားနေတဲ့အကြောင်းကြောင့်သားတွေအနေနဲ့ကိုယ့်ရဲ့ပညာရေးလမ်းကြောင်းကိုရွေးချယ်တဲ့အခါမှာမှန်ကန်စေဖို့ကိုယ့်ရဲ့ရွေချက်ကိုတိကျသေချာတဲ့ရွေးချယ်မှုနဲ့စတင်လျှောက်လန်းနိုင်မှုကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ဒါဆိုရင်ဘာကြောင့်မို့လို့ IGCSE ပြီးထားပြီးတာနဲ့စင်ကာပူမှာရှိတဲ့ Foundation Program တွေကနေပြီးတော့ကြတော့မှစတင်တင်တာလေ။ IGCSE အောင်မြင်ထားပြီးတော့ Foundation Program ကိုစတင်တက်ရောက်တဲ့အကြောင်းကြောင့်သားတွေအနေနဲ့တခြားသော OSSD A-level တို့လိုမျိုး duration အကြာကြီးတက်စရာမလိုဘဲနဲ့အချိန်တိုအတွင်းမှာပဲဘွဲ့ degree ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ Foundation ပြီးထားတာနဲ့ University ရဲ့ Year 1ဒါမှမဟုတ် Diploma Program ကိုတိုက်ရိုက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့သေချာတဲ့နိုင်ငံတကာအတိအမှတ်ပြုဘွဲ့ degree လမ်းကြောင်းတွေရှိခြင်းပဲဖြစ်ပါတယ်။ GD လိုမျိုး qualification တွေမှာဆိုလို့ရှိရင်တချို့နိုင်ငံကကျောင်းတွေ University တွေအနေနဲ့လက်မခံတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့ကျောင်းကျောင်းသားအနေနဲ့စင်ကာပူရဲ့ Foundation Program ကိုစတင်ထားပြီးဆိုလို့ရှိရင်အဲ့ဒီကျောင်းရဲ့မှာ Bachelor Degree ပတ်ဝေးတွေကိုဆက်ပြီးတော့ကြတော့မှတက်ရောက်နိုင်တယ်လို့မျိုး UK, US, Australia, Ireland, New Zealand စတဲ့ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ဘွဲ့ degree လမ်းကြောင်းကိုလည်းဆက်ပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့မြန်မာနိုင်ငံမှာပဲတက်ရောက်ရတာမဟုတ်ဘဲနဲ့စင်ကာပူ campus မှာတက်ရောက်ရတာဖြစ်တဲ့အတွက်နိုင်ငံတကာအတွေ့အကြုံကိုရရှိနိုင်မှာဖြစ်ပြီးတော့စင်ကာပူမှာကျောင်းတက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာသာစကားတိုးတက်မှုနိုင်ငံတကာအကြောင်းကြောင့်သားတွေနဲ့ပေါင်းသင်းဆက်ဆံမှုနဲ့မိမိကိုယ်ကိုယုံကြည်မှုတို့ကိုပို့ပြီးတော့ကြတော့မှများစီမှာဖြစ်ပါတယ်။အနည်းဆုံး2026ခုနှစ်အတွက် April May ကျောင်းဖွင့်ချိန်တွေကိုရှောက်ထားမဲ့ IGCSE အောင်မြင်ထားသူတွေအနေနဲ့ပညာသင်ဆု scholarship တွေကျောင်းလာကသက်တာခွင့် study grant တွေအပြင်ကျောင်းလျှောက်ခကင်းလက်ခွင့် application fees waiver တို့ကိုပါရရှိမှာပဲဖြစ်ပါတယ်။ဒါကြောင့် IGCSE အောင်မြင်ထားပြီးတော့ကိုယ့်ရဲ့ပညာရေးကိုစင်ကာပူမှာစတင်တော့မဲ့ကျောင်းသားတွေအနေနဲ့အချိန်မဆောင်ဘဲနဲ့အခုပဲကျောင်းလျှောက်ထားဖို့အတွက် Study Block Information Center ကိုဆက်သွယ်လိုက်တော့နော်